နေ့ကြွားလာကြတဲ့ကောတောင်မြို့အနာဆိုင်မှာပုဂ္ဂိုလ်များအတင်းပွဲမှာပုဂ္ဂိုလ်များနဲ့လူမှုရေးအတင်းပွဲမှာပုဂ္ဂိုလ်များအားလုံးမင်္ဂလာပါလို့ကျွန်တော်ရှင်းစွာကာရဝါနှုတ်ပေါ်ဆက်တာပါကျွန်တော်ကတော့မြန်မာနိုင်ငံလူသားမျိုးခွင့်ကော်မရှင်မှဖွဲ့ဝင်ဒေါက်တာညဆိုဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တာဝန်ကျပြီးတော့ရှင်းလင်းပြမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံလူသားလူခွင့်ကော်မရှင်ကိုတိုင်ကြားပြမှာတိုင်းနာနဲ့အချက်တွေပဲဖြစ်ပါတယ်အရင်ဆုံးကျွန်တော်အနေနဲ့ကတော့ခုနကလည်းကျွန်တော်တို့အတွင်းမူကြီးရှင်းပြသွားလို့ဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အားဖြင့်ကျွန်တော်တို့အရှိတောင်အာရှမှာကျွန်တော်တို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်လိုပဲကော်မရှင်ရှိတဲ့နိုင်ငံတွေရှိပါတယ်အဲ့ဒီနိုင်ငံတော့ရှောင်းတဲ့အဖွဲ့အစည်းရှိပါတယ်အဲ့ဒီမှာနိုင်ငံ6ခုဖွဲ့ကြပါတယ်အာဆီယံနိုင်ငံအကုန်လုံးမဖွဲ့ရသေးပါဘူးခင်ဗျာဒီထဲမှာကျွန်တော်တို့ဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်နိုင်ငံတွေကတော့ကျွန်တော်တစ်ဖက်ဒီနားမှာကပ်နေတဲ့ထိုင်းနိုင်ငံမလေးရှားနိုင်ငံဖိလစ်ပင်းနိုင်ငံနောက်ပြီးတော့အင်ဒိုနီးရှားနဲ့တီမောလက်စတေနိုင်ငံတို့ပဲဖြစ်ပါတယ်အားလုံး6နိုင်ငံပါနောက်ပြီးတော့ကျွန်တော်တို့ကဒီအဖွဲ့အစည်းတွေမဟုတ်ပါဘူးကျွန်တော်တို့ကAsian Pacific Forum မှာလည်းကျွန်တော်တို့ Associated Members အနေနဲ့ကျွန်တော်တို့ပါဝင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အဖွဲ့အစည်းတွေပါနိုင်ငံတကာမှာအဖွဲ့အစည်းတွေပြောတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်သိကြတော့ဗောလေလူအခွင့်အရေးတွေကိုလည်းပြောနေပါတယ်လူအခွင့်အရေးပြောတိုင်းကျွန်တော်တို့ကလည်းအခုမှသင်တန်းတွေပါထည့်တော့နည်းနည်းပါသိတာတွေကိုကျွန်တော် share လုပ်ပြပါတယ်လူအခွင့်အရေးတို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကခုနအတွင်းမူကြီးပြောသလိုပါပဲကျွန်တော်တို့က protection and promotion of human rights ကိုလုပ်ရပါတယ်ဒီလိုလုပ်တဲ့အခါမှာကျွန်တော်တို့ human rights ကိုသူတို့အချက်၃ချက်ကိုအဓိကထားလို့ပြောတာများပါတယ်ဒါကပါလို့ဆို respect လူခွင့်ယူတည်တာပေါ့နော် respect ပြရမယ်ဒီတရားရဲ့လူခွင့်ယူကျွန်တော်တို့ကလေးစားရမယ်respect လို့ပါprotect နော် protect ဆိုတော့ကျွန်တော်တို့ကကာကွယ်ပြရမှာပါသူခွင့်ယူမတိကျကာကွယ်ရတယ်နောက်တော့ fulfill ဆိုတာတော့ကျွန်တော် remedy လို့လည်းခေါ်တယ်သူကကုစားပြတာပေါ့နော်တခုဘယ်လိုပြောမလဲတခုနှစ်တာပါတယ်ဆိုကျွန်တော်တို့ဥပမာဆိုလို့ရှိရင်တော့ကျွန်တော်တို့အသက်အမကန်ပေါ်မျိုးလေးလည်းပါတယ်ပေါ့နော်ပြန်ကြိုချင်းပြရတယ်ပါချက်တာကုစားရတာပေါ့နော်နောက်တော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကတော့လူ့ခွင့်ရေးနောက်ဥပဒေတွေပြောရမယ်ဒီနေ့စကားနေပါရှိတဲ့အဲမှာကျွန်တော်တို့ကကို convention ကိုချက်ရှိပါတယ်ကိုချက်တမှာကျွန်တော်နိုင်ငံတွေကလက်မှတ်ဝင်ထိုးရတာပေါ့ဒီလိုဝင်ထိုးတာကျွန်တော်၃ချက်ကျွန်တော်နိုင်ငံဝင်ထိုးပြီးပါပြီဒီတော့ဆိုတဲ့အမျိုးသမီးများပြည်ဆက်ဆံမှုပါတာရေးconvention တစ်ခုပါပါတယ်နောက်တော့ child rights ပေါ့နော်ကလေးအခွင့်အရေးတစ်ခုပါပါတယ်နောက်ဆုံးကျွန်တော်တို့ထိုးတာတော့Convention of the People with Disabilities ဆိုမတားပါတဲ့လူတွေအခွင့်အရေးအဲဒီကိစ္စကိုကျွန်တော်6ခု9ခုမှာကျွန်တော်တို့3ခုထိုးပြီးပါပြီခင်ဗျာနောက်ထပ်ထိုးလည်းကျွန်တော်တို့လိလာတယ်ပါကျွန်တော်တို့ဒီဝါရေး convention တွေမှာထိုးလိုက်တယ်ပြီးတော့ကျွန်တော်အနေနဲ့နောက်တစ်ခုကျွန်တော်ပါလိပြောချင်တယ်ဆိုတော့ကျွန်တော်တို့လူ့ခွင့်ရေးကိစ္စပါလူ့ခွင့်ရေးလို့ကျွန်တော်တို့ပြောတာဆိုရင်ကျွန်တော်တို့က transitional period လို့ခေါ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံတော့ democratic state လို့ခေါ်ပါဒီဥစ္စာကိုကျွန်တော်တို့ကူးပြောင်းနေတဲ့အချိန်မှာဒီမိုကရေစီလို့ပြောတာနဲ့ဒီမိုကရေစီတစ်ခုတည်းသွားလို့မရပါဘူးဒီမိုကရေစီပြောတာလည်းကျွန်တော်တို့လူ့အခွင့်အရေးဆိုတာလည်းတွဲတော့ပါလာတယ်လူ့အခွင့်အရေးတွဲပါလာတယ်ညာဘာတော့တွဲပါလာတယ်ဆိုတော့ rule of law ဆိုတဲ့တရားဥပဒေစိုးမိုးရေးရပါလားဒီ၃ခုရှင်တွဲတော့အမြဲပါလာတဲ့ကြောင့်ကျွန်တော်တို့ဒီလိုနိုင်ငံထူထောင်တဲ့အခါမှာလူ့အခွင့်အရေးကော်မရှင်တည်ထောင်ဖွဲ့စည်းပြီးတော့နိုင်ငံတကာနဲ့ဆက်ဆံတဲ့နိုင်ငံတွေကလူ့အခွင့်အရေးကိစ္စတွေကိုလည်းကိုင်တွယ်ဆောင်ရွက်တာဖြစ်ပါတယ်နောက်တစ်ခါလူ့အခွင့်အရေးဆိုတာ